body lotion ကိုအတွဲလိုက်သုံးရတာကြိုက်တဲ့သူတွေအတွက်မြက်ကဒီနေ့ပေါ့နော် BP ကနေထွက်ရှိထားတဲ့ Essence ရဲ့ Serum ရဲ့ Sun Lotion ရဲ့ကိုပြပြပြီးတောင်းမှာဖြစ်ပါတယ်ပထမဆုံးစပြီးထွက်တာကတော့ဒီ Candy ဒီ Serum လေးပဲဖြစ်ပါသူကအသားကိုဖြူခွေးစီပါတယ်နေတော်အမဲဆက်တွေကိုလည်းတက်တာစီရပေါ့နော်နောက်တစ်ခုကကျတော့ဒီတောင်းလေးပါ1000ပဲပါဝင်နေပေါ့နော်ရွှေတင်းစီအောင်မလို့ရွှေလိုလေးလိုအသားရည်က crystal လိုမျိုးကြည်လင်တောက်ပြောင်စေတယ်ရွှေရောင်အဆန်လေးပဲဖြစ်ပါတယ်နောက်ဆုံးထွက်ရှိထားတဲ့အရာလေးကတော့ sun lotion လေးပဲဖြစ်ပါတယ်သူကလေနေရောင်ကြီးတောင်ကိုလည်းကောက်ွယ်ပြီးနေလောင်ချင်းတွေကိုတက်တာဆဲ sun lotion ပဲဖြစ်ပါတယ်ပထမဆုံးဒီ3ခုကိုအဆက်လိုက်သုံးမယ်ဆိုရင်သူအရေးကြီးတဲ့အဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဆန်ကိုအရင်သိရမယ်နောက်ပြီးရောက်မှဒီ serum ကိုလိမ့်မှာနောက်တစ်ခုကတော့ဒီ lotion လေးကိုလိမ့်ရမှာပဲဖြစ်ပါတယ်မြက်ကတော့2မျိုးပဲသုံးပါတယ်အခုလက်ရှိကတော့ဒီ serum လေးနဲ့ဂျေယန်နဲ့ထွက်ရှိထားတဲ့ lotion ကိုသုံးပါတယ်အဲ့အသွေးလေး lotion နဲ့ဆိုလည်းရပါတယ်အဲ့တော့ဒီမျိုး3မျိုးသုံးချင်တဲ့သူတွေဆိုရင်လည်း3မျိုးလုံးမျက်စိမှာမှားယူလို့ရပါတယ်အဲ့တော့ဘယ်လိုမျိုးသုံးသင့်တယ်ဆိုရင်ခန္ဓာကိုယ်မှာရှင်ကိုက်ပြီးလို့ပေါ့နော်အမဲဆက်အမာရွတ်တန်နေတဲ့လူတွေနေလောင်ပြီးတော့မဲသွားတဲ့သူတွေအသားဖြူကျင်တဲ့သူတွေဆိုတော့အခုဒီ BBR နဲ့ထွက်ရှိတိုက်တဲ့အဆက်လိုက်ကိုအသုံးပြုပြီးလို့ရတယ်အဲ့တော့ lotion တဲ့သူတွေဆိုရင်တော့ညရဲ့ဖုန်းနံပါတ်လေးကတော့09939936ကိုဖုန်းဆက်မှာယူနိုင်တယ်လို့ဒီစက်ပေါက်မှာလည်းပေါ့နော်ဝယ်ယူအားပေးလို့ရပါတယ်ဒီနေ့ရဲ့ view လေးကအသားဖြူစင်တဲ့သူတွေအတွက်အသုံးဝင်လိမ့်မယ်လို့မျှော်လင့်နေနောက်ရက်တော့ပေါ့နော်ဗီဒီယိုမှာပြင်နေဆွင်ကြပါအောင်မယ်ဘိုင်ဘိုင်